အခုမိတ်ဆက်ပေးမယ် product လေးကတော့ Vita တွေကနေထုတ်ထားတဲ့ probiotic water လေးဖြစ်တယ်ဒီကောင်လေးကဥလန်းချောင်းကျန်းမာရေးအတွက်အထူးကောင်းမွန်တယ်ဒီကောင်အများနဲ့တောက်တော့မယ်ဆိုရင်ဥမိုက်ကင်ဆာဖြစ်မှုနှုန်းကိုလည်း short ချပေးတယ်ပေါ့နော်ဒီကောင်လေးကအရသာအနေနဲ့ကဒိန်ဂျင်အရသာလို့တော့ရေးထားတယ်ပေါ့တကယ်တမ်းဒိန်ဂျင်အရသာရလားမရဘူးလားဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာဖောက်ပြီးတော့စမ်းတောက်ပြတော့မှာဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော် pre-order အနေနဲ့မှာယူလို့ရပါတယ်မကြခင်လဲ in stock ရောက်ရှိပါတော့မယ် pre-order အနေနဲ့မှာမယ်ဆိုရင်တော့ in stock ဈေးထက်အနည်းငယ်တက်တာပါမယ် okay unboxing လေးဆိုင်မှာဘယ်လိုအနေထားရှိလဲပြောရအောင်နော်ရှေကတော့ဝါပဲသွားမယ်ဗျအနက်ကတော့ဒိန်ဂျင်အနက်လိုတော့ရှိတယ်ပေါ့နော်ဒါပေမဲ့တကယ်ရတာတော့ဒိန်ဂျင်အရတာဖြစ်မလားဆိုတော့တစ်ချက်တောက်ကြည့်အောင်တကယ်ဒိန်ဂျင်လိုအရတာလေးတော့မဟုတ်ပေမဲ့အနက်လေးနဲ့ဒီကောင်ကဟိုဒိန်ဂျင်ပုံစံကိုထိန်းသွားတဲ့သဘောမှာတော့ရှိရပေါ့နော်ဒါတော့ကျွန်တော်ရဲ့ personal taste personal preference ပေါ့နော်တယောက်နဲ့တယောက်တူချင်မှလည်းတူလိမ့်မယ်ဒိန်ဂျင်အရတာတော့လည်းကြိုက်တယ်ဥလန်းချောင်းအတွက်ကောင်းတဲ့ supplement water ပုံစံ supplement ကိုရှာနေတယ်ဆိုရင်တော့ဒီ Vita Day က probiotic water လေးကအထူးတင့်တော်ပါတယ်မာယူနေဆိုရင်တော့36 82 83မဟာအမီမန္တလေးမှာရှိတဲ့ CrossFit supplement showroom မှာဆက်တွဲမာယူနိုင်ပါတယ်ဒီကောင်လေး install ရပါတော့မယ်နော်ကျေးဇူးတင်ပါတယ်